လို့လာပြီပြည်သူကိုစားအမေစုရဲ့သားအမေစုရဲ့သားပြည်သူကိုစားရောက်လို့လာပြီတွေ့မေပါတောင်းသွေးပါပြကြမယ်သားကိုနိုင်ငံကိုလူမျိုးတို့နောက်မဆုတ်ပါဘူး